အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒါသူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါဒီနေ့ညမှာဒီဂျီဒီအလွန်ကြောင်းအလွန်ဘာလဲပေပဲဆိုရဲเนาะအကြောင်းအရာလေးကိုเนาะပို့ပြီးတော့အားလုံးလည်းပဲပို့ကြားသိနိုင်ဖို့ကျွန်တော်နေနဲ့ဒါအသေးစိတ်ဒါရှင်းလင်းတင်ပြသွားမှာဖြစ်တယ်ပေါ့လေเนาะဆိုတော့ခုအနေနဲ့เนาะဒီထဲမှာကျွန်တော်ရောက်ရှိနေကြရတယ်ကြည့်ရှုနေကြရတယ်ကျောင်းသားလူငယ်တွေဒါเนาะဂျီဒီပြီးထားတဲ့သူတွေလည်းပဲပါလိမ့်မယ်ဒါเนาะဘွဲ့ကြိုပြီးထားတဲ့ចောင်းသားလူငယ်တွေလည်းဒါပါလိမ့်မယ်ပေါ့လေเนาะဆိုတော့ကျွန်တော်တို့ဒါចောင်းပြီးရဲ့အခါမှာဘယ်လိုမျိုးကိုယ့်အနေနဲ့ဒါเนาะ GDP ထားတဲ့သူတွေအတွက်လည်းပဲเนาะအထက်တန်းပြီးထားတဲ့သူတွေအတွက်လည်းပဲတက္ကသိုလ်เนาะဆက်တက်တဲ့အခါမှာဘာလေးတွေเนาะပို့ပြီးတော့ဒါသိထားတင်လဲဘွဲ့เนาะရသွားပြီးရဲ့ចောင်းသားလူငယ်တွေအတွက်လည်းပဲဒါเนาะចောင်းပြီးသွားတဲ့အခါမှာโอเคကိုယ့်အနေနဲ့ဘာလေးတွေအတွက်ပြင်ဆင်ထားဖို့လိုတယ်လေเนาะအလောက်ကန်အခွင့်အလမ်းအတွက်เนาะကိုယ့်အနေနဲ့ဒါပြောမှဆိုလို့ရှိရင် preparation ပေါ့လေเนาะဘယ်လိုမျိုးပြင်ဆင်ထားပြီးတော့ဘယ်လိုမျိုးဒီစိတ်ထားလေးနဲ့ကျွန်တော်တို့ဒါเนาะရှစ်ဆက်သွားတင်လဲဆိုတာလေးကိုဒီနေ့ညမှာတော့ဒါကျွန်တော်အနေနဲ့เนาะတင်ပြပြီးသွားခြင်းတယ်ပေါ့เนาะကျွန်တော်မြင်တဲ့ရှုထောင့်လေးကနေပြီးတော့ okay ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ဒါနော်ပေါ်ပါလေးနဲ့နားထောင်သွားကြပါမယ်ဆိုတော့ကိုယ်အနေနဲ့ပေါ့နော်ဒီဗီဒီယိုလေးကိုနော်ဒီ webinar လေးကိုကျွန်တော်တို့ဒါလာရောက်ရတယ်နော်ကြည့်ရှုရတဲ့ရည်ရွယ်ချက်လေးကဘာဖြစ်မလဲပေါ့နော်ကိုပြန်ပြီးတော့မေးကြည့်ပါဆိုတော့ကျွန်တော်တို့ဒါအကြောင်းတစ်ခုခုရှိခဲ့လို့เนาะဒီတဲကိုရောက်လာပြီးတော့ဒါလာရောက်နားထောင်နေကြတာဖြစ်တယ်ပေါ့လေเนาะဆိုတော့ all right ဆိုတော့ကျွန်တော်အနေနဲ့ဒါเนาะ ice breaking เนาะဆန်ဆန်ပေါ့နော်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့တည်တင်တည်ထိုက်တဲ့เนาะဒီပြောမှဆိုရှင်ခုတ်လေးပေါ့နော်ဆိုယိုလေးနဲ့တကွာကျွန်တော်ရှင်းပြသွားခြင်းနဲ့เนาะအဲ့ဒါကဘာလဲဆိုရှင်เนาะ Marshall Goldsmith เนาะပြောခဲ့ဘူးလေအဲ့ဒါက what got you here won't get you there okay ကျွန်တော်တို့ဒါခုနပြောလို့ပေါ့နော်ចောင်းသားလူငယ်တွေအနေနဲ့ GDP သွားတယ်เนาะတချို့ဆိုရင်ဒါဘွဲရသွားတယ်ဆိုလိုတာကအဲ့ဒီအဆင့်တစ်ခုသာကျွန်တော်တို့ကပြီးဆုံးသွားတာဖြစ်တယ်ကိုက GDP သွားတဲ့အခါမှာ okay တက္ကသိုလ်ဆက်တက်ရမှာဘာတွေထပ်ပြီးတော့ပြင်ဆင်ထားဖို့လိုလဲเนาะကိုအနေနဲ့ဒါအင်္ဂလိပ်เนาะဘာသာစကားတွေထပ်ပြီးတော့เนาะတိုးမြင့်ထားတဲ့ဥပမာဆိုရင်ဒါ TOEFL တွေ IELTS တွေเนาะဆိုင်ခွဲတွေဖြည့်ထားရမှာမျိုးရှိတယ်ကိုအနေနဲ့ချက်ချင်းအကြောင်းဆက်တက်ဖို့မလွယ်ကူနိုင်သေးဘူးเนาะတချို့အကြောင်းတွေဆိုအရန်ကမှဝင်ခွင့်တင်းကျပ်တာမျိုးရှိပေါ့နော်ဆိုတော့ကိုအနေနဲ့ဒါဘွဲရကျောင်းသားလူငယ်ဖြစ်နေတယ်နားထောင်နေတယ်ဆိုရင်တော့ကိုအနေနဲ့ဒါဘွဲ့တာရသွားတယ်ပေါ့နော်ဘွဲ့ရသွားတယ်တကယ်လေးကိုသင်ယူတက်မြောက်သွားတယ်เนาะတက္ကသိုလ်တွေမှာဒါလုံးဝ intensive เนาะသင်ယူခဲ့ရတယ်သို့ပေမဲ့အဲ့ဒီသင်ယူခဲ့ရတဲ့အရာတွေကကျွန်တော်လုပ်ငန်းခွင်တွေကိုเนาะပြန်ပြီးတော့เนาะကျွန်တော်တို့ဒါပြောမှဆိုရှင်ပြန်လုပ်တဲ့အခါမှာเนาะဒါကိုဘွက်တဲကပညာတွေနဲ့เนาะကျွန်တော်တို့ဒါဒီလုပ်ငန်းခွင်မှာကျွန်တော်လိုအပ်တဲ့အရာတွေနဲ့ကเนาะဟွာပေါ့ကွာဟမှုတွေရှိနိုင်တယ်ဒီတော့ခုအနေနဲ့ဘာတွေထပ်ပြီးတော့သင်ယူဖို့လိုသေးလဲဆိုတော့ထပ်ပြီးတော့မေးသင့်တယ်ပေါ့နော်ဆိုတော့ဒီဘွက်တစ်ခုတည်းနဲ့တင်ကျွန်တော်တို့ကเนาะရှစ်ဆက်ကျွန်တော်တို့သွားဖို့ခက်နေနိုင်တယ်ဒါလည်းပဲကျွန်တော်နောက်လာမယ်เนาะ point လေးမှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ် okay ဆိုတော့နောက်ထပ်တစ်ချက်က knowledge comes from learning wisdom comes from living ဆိုတော့เนาะဒါ Anthony Douglas Williams ပြောခဲ့တာเนาะဆိုယူလေးဖြစ်ပါတယ်ဆိုတော့ဒီเนาะ webinar လေးကိုနားထောင်နေကြတဲ့เนาะလူငယ်လေးတွေပေါ့လေเนาะကျွန်တော်မေးလို့တာကကျွန်တော်တို့ဒီတခြားသူရဲ့နေရာမှာကျွန်တော်တို့ရောက်နေဖို့တခြားသူမြင်တဲ့မြင်ကွင်းကိုကျွန်တော်မြင်နိုင်ဖို့ဆိုတာဒီเนาะသူတို့လိုကျွန်တော်တို့တတ်တယ်เนาะသွားရကောင်သွားရနိုင်လိမ့်မယ်သွားရချင်မှသွားရလိမ့်မယ်ပေါ့เนาะကိုလမ်းကြောင်းနဲ့ကိုသွားမှာဖြစ်တယ်ဆိုတာကသူများမြင်တယ်လို့ကျွန်တော်တို့เนาะချက်ချင်းကျွန်တော်မမြင်နိုင်ဘူးပေါ့เนาะဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တွေကတချို့တော့เนาะအလုပ်အတွေ့အကြုံเนาะဒီဘဝအတွေ့အကြုံတွေကိုကျွန်တော်တို့ကเนาะဒီမလုတ်
ဖူးပေါ့လေနော်ဆိုတဲ့အခါမှာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တွေကနဖူးတွေဒူးတွေကျွန်တော်ကြုံကြိုက်ခဲ့ပြီးမှသာလျှင်ကျွန်တော်တို့တွေကအော်ဒီလိုရှိပါလားဒီမြင်ကွင်းလေးကဒီလိုမျိုးမြင်လို့ရပါလားအော်သူပြောတာကဒီလိုမျိုးပါလားဆိုပြီးကျွန်တော်တို့တွေကသိလာရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုရင်းကကျွန်တော်တို့ဒါစာအုပ်ဖတ်တယ်ဗျာကျောင်းတက်တယ်သင်တန်းတက်တယ်ဘွဲ့ရသွားတယ်ဒါတွေကကျွန်တော်တို့ဒါသုတတွေနော်ရတာတွေကျွန်တော်တို့ဒါ absorb နော်စုပ်ယူထားခဲ့တယ်သင်ယူထားခဲ့တာဖြစ်တယ်တကယ်တကယ်ကျွန်တော်တို့ဒါဘဝတွေပြန်ရောက်လာတဲ့ကျွန်တော်တို့ဒါအလုပ်ငန်းခွင်နဲ့เนาะကျွန်တော်ဝင်ကြတဲ့အခါမှာဘာဖြစ်လာလဲဆိုရင်နဖူးတွေတူတွေเนาะလူတွေရဲ့အကြောင်းပိုသိလာတယ်လုပ်ငန်းခွင်အကြောင်းပိုသိလာတယ်လုပ်ငန်းခွင်မှာကျွန်တော်တို့ဒါပြဿနာတွေကြုံရတဲ့အခါမှာပို့ပြီးတော့အော်ဒါကဒီလိုရှိပါလားဆိုပြီးကျွန်တော်တို့ကเนาะအထာလေးတွေနှက်လာတယ်ပေါ့เนาะဆိုတော့အထာလေးကျွန်တော်တို့ပြောမှဆိုရင်နဖူးတွေတူတွေเนาะသိလာတယ်ကြုံလာရတယ်เนาะကိုကလည်းတစ်ဖက်မှာခံမှုတယ်เนาะဟိုဗျာကျွန်တော်တို့ဒါကိုမမျော်လင့်ထားတဲ့အရာကိုပေါ့ကျွန်တော်တို့ဒါရောက်လာတာမျိုးရှိတာပေါ့လေနော်ဆိုတော့ okay ဆက်ပြီးတော့တွားကြမယ်ဆိုတော့ပြောချင်တာဒီကျွန်တော် wisdom ရဖို့ပေါ့လေနော်ကျွန်တော်တို့ဒါလုံးဝဉာဏ်အမျှော်မြင်ကြီးမားလာဖို့နော်ရှင်းလင်းလာဖို့ဆိုရင်ကျွန်တော်တို့ကနေထိုင်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ shortcut နဲ့တွားလို့မရပါဘူးပေါ့နော်အဲ့ဒါချက်ကျွန်တော်တို့နော်ဒါနားလည်ဖို့လိုပါတယ် okay နောက်တစ်ချက်ကကျွန်တော်တို့ဒါ Steve Jobs နော်ကိုယ်တိုင်ပြောခဲ့တဲ့ you can connect the dots looking forward okay you can only connect them looking backwards okay ကျွန်တော်တို့ဒီနော်ဒီအဆက်လေးတွေပေါ့နော်ကျွန်တော်တို့ဂျိတ်လေးတွေပဲဆိုပါတော့ကျွန်တော်တို့ချိတ်ဆက်တဲ့အခါမှာကိုကတစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့အခါမှာနှစ်ဖက်စလုံးကျွန်တော်တို့ကြည့်ဖို့လိုတာလေနော်ပြီးခဲ့တဲ့ကျွန်တော်ကြော်လွန်လာခဲ့တဲ့ကာလကိုလည်းကျွန်တော်ပြန်ပြီးကြည့်ဖို့လိုတယ်အရှိကြီးပဲကျွန်တော်โอเคအရှိမဘာရှိလဲကျွန်တော်တို့လိုက်ရှာနေရတဲ့နော်ကိုအတွင်းထဲမှာကျွန်တော်ပြန်ကြည့်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ရင်ထဲကိုပြန်ကြည့်ဖို့လိုတယ်ကိုယ့်ရဲ့ဒီကြော်လွန်လာခဲ့တဲ့ဒါဘဝဖြတ်သန်းမှုတွေနော်ဘဝအတွေ့အကြုံတွေအလုပ်အတွေ့အကြုံတွေလုံးဝဒါနဖူးတွေဒူတွေကြုံခဲ့ရတဲ့နော်ဘဝစာမျက်နှာတွေကိုကျွန်တော်တို့ကပြန်လှန်ပြီးတော့โอเคဒီဟာတွေနဲ့ငါလက်ရှိကြုံနေရတဲ့ပြဿနာတွေကိုဘယ်လိုမျိုးဒါနော်ဒီလောက်ရမလဲဘယ်လိုမျိုးအဲ့ဒီကနေကျွန်တော်တို့เนาะခုနပြောခဲ့သလို wisdom တွေဆွဲထုတ်ပြီးကျွန်တော်တို့เนาะအာပြန်ခုတ်ပြီးလုပ်ကြမလဲเนาะပြဿနာကိုเนาะရင်ဆိုင်မလဲပေါ့လေเนาะဆိုတော့ပြောချင်တာဒီကိုကြောဖြတ်လာခဲ့တဲ့အရာတွေကလည်းပဲကျွန်တော်တို့ဒါတန်ဖိုးရှိပါတယ်အသုံးဝင်ပါတယ်เนาะဟိုကျွန်တော်တို့သင်ယူလိုက်ရတဲ့အရာတွေတွေ့ကြုံလိုက်ရတဲ့အရာတွေကဒါเนาะကိုဘဝအတွက်เนาะတောက်တနေရာကနေပြီးတော့ဒါပတ်မှုပေးနေမှာဖြစ်တယ်ပေါ့လေเนาะဆိုတော့ okay ဆိုတော့စိတ်ဓာတ်မကြပါနဲ့ကျွန်တော်တို့ဆက်ပြီးတော့เนาะဟိုဘဝအတွေ့အကြုံယူသွားဖို့လိုတာပေါ့လေเนาะဆိုတော့နောက်ထပ်တစ်ပိုင်းကျွန်တော်ထပ်ပြီးတော့เนาะဆက်သွားခြင်းနဲ့အဲ့ဒါကဘာလဲဆိုရင်เนาะကျောင်းသားလူငယ်တွေအတွက်လုံးဝနားထောင်ဖို့လိုတယ်ဒီနေရာမှာကျွန်တော်နားထောင်တာကလေမှားအိမှန်အိကိုလက်မခံသည့်တိုင်အောင်โอเคဒီအရာကကြားဖို့လိုနေတဲ့အရာပါလားဆိုပြီးကျွန်တော်တို့အတိမတ်ပြုတ်ပြီးနားထောင်ဖို့လိုတယ်ပေါ့နော်ဒီခါတည်းမှာဟာဒီအချက်လက်ရငါမနားထောင်ချင်ပါဘူးငါလက်မခံပါဘူးเนาะမမှန်ပါဘူးလို့ကျွန်တော်တို့ဒါ zoom မိတ်ပြီးတော့เนาะညင်းတက်ကြတယ်ပေါ့နော်သို့ပေမဲ့ကျွန်တော်တို့ညင်းဤမညင်းဤကကိုယ့်အပိုင်းပေါ့နော်ယုံဤမယုံဤကကိုယ့်အပိုင်းလွတ်လပ်စွာကျွန်တော်တို့ဒါလှုပ်ခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကြားကိုတော့ကြားတဲ့မဲ့เนาะကြားတဲ့အရာတွေရှိတယ်ပေါ့လေเนาะဘာလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့เนาะကြည့်ကြရအောင် โอเคဆိုတော့ကျောင်းသားလူငယ်တွေဒါเนาะလူကြီးမလေးပဲဒါနားထောင်နေရပါတယ်ဒီ webinar လေးကကျွန်တော်အားလုံးအတွက်လိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်เนาะရည်ရွယ်ပြီးတော့ကျွန်တော်တို့ဒါလုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ a degree isn't a guarantee anymore okay ဒီခေတ်ကာလမှာကျွန်တော်တွေက degree ကင်ထားပြီးတော့เนาะGD လက်မှတ်တော်လည်းကောင်းဘွဲ့လက်မှတ်တော်လည်းကောင်းเนาะကျွန်တော်တို့ဘွဲ့လွန်တော်လည်းကောင်းဒေါက်တာเนาะဘွဲ့ရတော်လည်းကောင်းနော်ဒီဂရီတစ်ခုတည်းနဲ့ကျွန်တော်တို့နော်ရှေ့ဆက်သွားဖို့မလွယ်တော့ပါဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရတာနော်ဖြစ်ပေါ်လာတဲ့ AI ခေတ်နဲ့အနည်းပြောင်းလဲတိုးတက်မှုနော်မြန်ဆန်နေတဲ့ခေတ်မှာကျွန်တော်တွေကပြောမစွန်ဗျာဟိုအားလုံးမှာကျွန်တော်တို့ဒါအခွင့်အခါရနေတဲ့ကာလလိုဖြစ်သွားတယ်ဗျာကျွန်တော်ဘယ်လိုပဲသူ့အနေနဲ့ပညာတွေသင်ခဲ့တစ်ဖက်လူကနော်ဆိုပါစို့ဗျာကျွန်တော်တက္ကသိုလ်မတက်ခဲ့ဘူးဘွဲ့တောင်မရခဲ့ပေမဲ့
သူ့မှာခုနပြောလို့သူဗုဒ္ဓရာရှာဖွေနိုင်တဲ့လမ်းကြောင်းတွေသူလှုပ်သွားတယ်သူထွက်ပေါက်တွေရှာပြီးတော့သင်ယူလေ့လာသွားတယ်လုံးဝဒီ hands on ပေါ့လေနော်လုံးဝ action ယူပြီးတော့လှုပ်သွားတဲ့သူနဲ့ကျွန်တော်တို့အကြောင်းကထွက်လာတဲ့သူတွေကနော်ကျွန်တော်တို့ theory တွေသင်ပြီးတော့ကျွန်တော်တို့ထွက်လာတဲ့သူတွေကနော်လက်တွေ့မှာကျွန်တော်တို့နော်ဒုက္ခရောက်နိုင်တဲ့เนาะအတိုင်းအတာတစ်ခုတည်းရှိပေါ့လေเนาะဆိုတော့လူတိုင်းလို့ကျွန်တော်မဆိုလိုပါဘူးเนาะဆိုတာကဗျာကျွန်တော်တို့ဒီဂရီကလည်းမလိုအပ်တာမဟုတ်လိုအပ်တယ်เนาะဒီဂရီကနေလည်းကျွန်တော်တို့ဒါ authority တွေเนาะကျွန်တော်တို့တိဆောက်နိုင်တဲ့ကိုယ့်ရဲ့အတန်တစ်ခုရှိတယ်လူရဲ့ယုံကြည်မှုเนาะတစ်ခုရှိတယ်သို့ပေမဲ့လည်းပဲဒီဂရီမရှိတဲ့သူအနေနဲ့လည်းပဲဒါဒီခေတ်မှာကျွန်တော်တို့လုံပိုင်ခွင့်เนาะအားလုံးကျွန်တော်တို့ဒါအခွင့်အရေးရှိကြတယ်ကျွန်တော်တို့ဒါထွက်ပေါက်เนาะကျွန်တော်တို့လမ်းကိုယ့်ရဲ့ဒီသူမတူတဲ့လမ်းနဲ့ကျွန်တော်တို့သွားပြီးတော့ဒါเนาะဖန်တီးပြီးတော့ဗျာကျွန်တော်တို့နာမည်တိဆောက်သွားလို့ရတယ်လုံးဝကျွန်တော်တို့လူတိုင်းဗျာကျွန်တော်တို့เนาะအခွင့်အလမ်းတွေဖန်တီးနိုင်တဲ့ခေတ်ကိုရောက်နေပြီပေါ့လေเนาะဆိုတော့ဒီဒီဂရီတစ်ခုတည်းနဲ့ကျွန်တော်တို့เนาะအာရက်တီလို့မရတော့ပါဘူးโอเคဆိုတော့နံပါတ်2ကတော့ကျွန်တော်တို့ဒါလူငယ်လေးတွေကြားတဲ့နော်အချက်ဖြစ်ပါတယ်အဲ့ဒါက no one is coming to save you literally ကျွန်တော်တို့နော်အားလုံးဗျာကျွန်တော်တို့နော်လုံးဝဘယ်သူမှကိုယ်လာပြီးကယ်တင်မှာမဟုတ်တော့ဘူးနော်ကျွန်တော်တို့ဒါကူပါကယ်ပါလို့ကျွန်တော်အော်နေလို့မရဘူးဗျာပြောချင်တာကโอเคဘဝမှာကျွန်တော်တို့ရှင်သန်ရက်တည်ဖို့နော်ထမင်းစားရဖို့ဗျာနော်လုံးဝတေချာအိပ်စက်ခွင့်ရဖို့တေချာနော်အစာစားရဖို့ basic need တွေကျွန်တော်ရဖို့ဆိုရင်ကျွန်တော်တို့အားလုံးကနော်ဒါရနီလန်းနဲ့ကျွန်တော်တွေကထွက်ပေါက်နော်ရှာပြီးတော့ဖြည့်ဆည်းနေကြတာဖြစ်တယ်ပေါ့နော်ချို့ကလည်းပဲဒါအလုပ်လုပ်ပြီးတော့ကာယအားနဲ့အလုပ်လုပ်ပြီးတော့ကိုယ့်ရဲ့ဒါ income ကိုရှာနေတယ်ချို့ကလည်းပဲနော်ဒီအကြောင်းတွေတက်ပြီးတော့လုံးဝဘွဲ့တွေယူပြီးတော့နော်ပညာတွေနော်သင်ယူပြီးတော့ကျွန်တော်တို့ဒါလုပ်ငန်းမှာပြန်ပြီးတော့ဒါနော် company တွေမှာเนาะပြန်ဝင်ပြီးတော့လုပ်နေကြတဲ့သူတွေလည်းရှိတယ်အဲ့တော့ပြောချင်တာကเนาะကျွန်တော်တွေကိုအခက်အခဲကြုံရမယ်ဆိုရင်ဘယ်သူမှကိုလာပြီးတော့เนาะအဆအဆုံးလာကူညီမှာမဟုတ်ပါဘူးကိုယ်တိုင်သားကျွန်တော်တို့ဒါနဘူးတွေတူတွေเนาะဒါလှုပ်သွားမှာဖြစ်တယ်ပေါ့လေเนาะ โอเคနံပါတ်3ကเนาะကျွန်တော်တို့ကြားသိတဲ့အရာကဘာလဲဆိုရင် confusion is normal okay staying focused staying confused is not okay ကျွန်တော်တို့လမ်းပြောက်တာပေါ့ဒီနေရာမှာလမ်းပြောက်တာကတဘာဝဗျာเนาะတို့ပေမဲ့လမ်းပြောက်တာကိုကျွန်တော်တွေကเนาะတစ်ချိန်လုံးထိုင်ပြောပြီးတော့အလုံးမလုံးဘူးဆက်ပြီးတော့မတော်နေဘူးเนาะအဲကို့အနေနဲ့ပြောမှဆိုရင်စူးစမ်းလေ့လာမှုမလုပ်နေဘူးเนาะအလုပ်တွေးကြုံနေမယူနေဘူးဆိုရင် okay အဲ့ဒါကတော့မဖြစ်သင့်ဘူး okay ဆိုတော့လူတိုင်းမှာကျွန်တော်တို့ဒါเนาะဘဝအချိုးအကွေ့เนาะတကွေ့ကွေ့မှာကျွန်တော်တို့ဒါပြောမှဆိုရင်လမ်းပြောင်းနေနိုင်တယ်เนาะ confused ဖြစ်နေနိုင်တယ်ကိုယ်အနေနဲ့ဒါအသက်ဟိုเนาะ15နှစ်မှသည်မဟုတ်အသက်20မှသည်မဟုတ်30မှသည်မဟုတ်40မှသည်မဟုတ်ဘဝရဲ့ကျွန်တော်တို့ဒါအဆင့်တိုင်းမှာเนาะသူ့အဆင့်နဲ့သူ့အလေးအပင်လေးနဲ့သူကျွန်တော်တို့ဒါเนาะရှုပ်ထွေးမှုတွေရှိမယ်လေးလံမှုတွေရှိမယ်ပြဿနာတွေနဲ့ကြုံရနိုင်တဲ့လုံးဝเนาะစဉ်းစားလို့မရတော့အောင်ကျွန်တော်တို့လမ်းပြောင်းနေနိုင်တာเนาะတဘာဝပါပဲဆိုတော့အဲ့ဒီပုံမှာကျွန်တော်တွေကကိုယ့်အနေနဲ့ဘယ်လိုမျိုးကျွန်တော်တို့เนาะလမ်းကြောင်းတွေရှာပြီးတော့เนาะထွက်ပေါက်ရှာမလဲโอเคပြန်ပြီးကြည့်ပါโอเคနံပါတ်၄ကကျွန်တော်တို့ဒီ job market ပေါ့လေเนาะကျွန်တော်တို့ဒါအပြင်မှာကျွန်တော်တို့ဒါကျောင်းသားလူငယ်တွေဆိုရင်ဒါကျောင်းထဲမှာကြီးပဲเนาะစာတွေသင်တဲ့လုံးဝဒါเนาะဘူးသူရတွေရှာဖွေနေကြပြီမဲ့အပြင်ရောက်သွားတဲ့အခါမှာလုံးဝကျွန်တော်တို့ဒါဒါဝင်းပြောခဲ့တယ်လို့ပဲလေเนาะကျွန်တော်တို့လုံးဝ adapt လုပ်နိုင်တဲ့သူကပဲเนาะလိုက်လျောညီထွေเนาะလုပ်နိုင်တဲ့သူကပဲကျွန်တော်တို့ရှင်သန်မှာဖြစ်တယ်เนาะโอเคကိုကဘွဲတစ်ခုတည်းနဲ့ကျွန်တော်တို့เนาะအပြင်မှာအလုပ်တွေလိုက်ရှောက်ယုံနေတယ်မရနိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးကျွန်တော်တို့တခြားသူကဘွဲလည်းရှိမယ်เนาะအခြားသော additional เนาะ skills တွေရှိမယ် competencies တွေသူဖြစ်ထားလိမ့်မယ်เนาะဆိုပါတော့ဗျာသူ့အနေနဲ့ဟိုကင်မရာရိုက်တတ်တယ်เนาะဒီเนาะ video editing လုပ်တတ်တယ် content တွေရေးတတ်တယ်เนาะလုံးဝ communication skills တွေဖြစ်ထားတဲ့လုံးဝသူ့အနေနဲ့အခြားသောဖြစ်စွမ်းရည်တွေဖြစ်ထားတဲ့သူနဲ့လုံးဝ plain degree တစ်ခုပဲကျွန်တော်တို့ကင်ထားပြီးတော့
နော်အလုပ်ရှောက်တဲ့သူနဲ့ကျွန်တော်ဘယ်သူကိုရွေးချင်မလဲပေါ့လေနော်ဆိုတော့ကိုယ်အနေနဲ့နော်ဟိုပါပေါ့ specialty เนาะအထူးပြုကလည်းပဲရှိရမယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့ဒါရေဘူးရเนาะ general knowledge ပေါ့လေเนาะအဲ့ဒါလေးလည်းပဲကျွန်တော်တို့ဖြည့်တင်ဖို့လိုပါတယ်ဆိုတော့အဲ့ဒါမှကျွန်တော်တို့ဒါအဝင်ဝင်ကြဖြစ်ပြီးတော့ရှင်းသန်နိုင်မှာဖြစ်ပါတယ် Okay နံပါတ်5ကတော့ quite clear okay ဘာလဲဆိုရင်ကျွန်တော်တို့ကိုယ်လန်ကိုမဖောက်ရင်ကိုယ်ကိုသူများတွေကလာခေါ်ပြီးတော့တုံးသွားပါလိမ့်မယ် okay ဆိုတော့ကိုယ်လန်ကိုဖောက်ဖို့လိုအပ်တယ်ဆိုတာကနော်သိကြပါတယ်ဘဝအချို့အကွေ့မှာတော့ကျွန်တော်တို့ဒါနော်3နှစ်တစ်တန်5နှစ်တစ်တန်သူများထဲမှာတွားပြီးတော့အလုပ်လုပ်တာမျိုးရှိနေနိုင်တယ်နော်ကျွန်တော်တို့ company တစ်ခုမှတော့လည်းကောင်း start up တစ်ခုခုမှတော့လည်းကောင်းကျွန်တော်တို့အလုပ်ဝင်လုပ်ပြီးတော့အတွေ့အကြုံတွေကျွန်တော်တို့ဒါရှာနေနိုင်တယ် that's okay that's normal တို့ပေမဲ့ကိုကအဲ့ဒီအလုပ်ထဲမှာပဲနှစ်မြုပ်သွားပြီးတော့ဘာမှကျွန်တော်တို့နော် comfort zone ထဲမှာပဲကျွန်တော်တို့နေပြီးတော့အဲ့အလုပ်ကနေမထွက်ချင်တော့ဘူးလစာလေးကလည်းမဆိုးဒါပေမဲ့တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့ကအချိန်ကုန်သွားသလိုနော်ဖြစ်နိုင်တယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ကသူများအတွက်အလုပ်သွားလုပ်ပြီးနေတယ်မျိုးနော်နေတယ်လို့မျိုးကျွန်တော်တို့ဒါတက်ရောက်တယ်ပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ဘာလေးစရစဉ်းစားအောင်လဲကိုယ့်အနေနဲ့ဒါ passion project နော်နောက်တစ်ခုကျွန်တော်တို့လုံးဝဒါနော်အမ်အခြားသောဗျာကျွန်တော်တို့ဒါကိုယ့်အနေနဲ့ဘာသာပါရလေးတွေဘယ်လိုမျိုးလောက်ကြမလဲနော်အားလေးကိုကျွန်တော်တို့နော်စဉ်းစားဖို့လိုပါတယ် Okay ဆိုတော့ကျွန်တော်တွေဆက်ပြီးတော့တွားကြမယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါနော်ဒီ webinar လေးမှာဘာလေးတွေနော် suggestion ပေးလို့လေ recommendation ပေးလို့လေဆိုတဲ့အရာလေးတွေရှိပါလေနော်အဲ့တော့အားလေးကိုဆက်ပြီးတော့ကြည့်ကြမယ် Okay ဒီမှာဘာတွေ့လဲ there is no perfect next step okay ကျွန်တော်တွေနော်ကိုကဘာဆက်လုပ်မလဲ okay okay ကိုက GD ပြီးသွားတယ်ဒါမှမဟုတ်နော်ကြောင်းပြီးသွားတယ်ဒါမှမဟုတ်နော်အဆင့်တစ်ခုခုပြီးသွားတယ်ကိုအနေနဲ့ okay ဘယ်လမ်းကြောင်းကအဆင်ပြေလဲဘယ်လမ်းကြောင်းကိုဆက်သွားတင်လဲဘယ်မြေကြာရွေးရမလဲ okay စင်းလုံးချောဖို့မလိုပါဘူးเนาะတည်င်းကောင်းကစင်းလုံးချောဖို့မလိုပါဘူးကိုယ့်အနေနဲ့ကိုယ့်ရဲ့ဒီနှလုံးသားထဲကိုပြန်ပြီးမေးကြည့်ပါကိုတကယ်အမှန်တကယ်ဘာဖြစ်ချင်လဲเนาะအဲ့ဒါကိုပြန်မေးကြည့်ပါအာเนาะဟိုလူတွေကဒီလိုမျိုးလုပ်တာတော့เนาะဒီလူတွေကဒီလိုဒီလမ်းကြောင်းကိုသွားနေတာဖြစ်လို့ကိုကเนาะလိုက်ပြီးတော့နားယောင်ပြီးတော့ကျွန်တော်တို့ဒါလိုက်လုပ်နေတတ်တယ်ဆိုတော့ကိုယ့်အနေနဲ့ကိုကဒီလမ်းကြောင်းရွေးလိုက်လို့မို့လို့ကိုကเนาะနိုင်သွားတယ်ရှုံးသွားတယ်ရဲ့เนาะမရှိပါဘူး okay အဲ့တော့ it will work out okay eventually ဆိုတော့သိကြပါတယ်ကျွန်တော်တို့ဒါအနာဂတ်မှာကိုရွေးလိုက်တဲ့အရာတွေကအရှုံးမရှိသွားပါဘူးเนาะဆိုတော့ကိုရဲ့ရွေးချယ်မှုတွေပေါ်မှာကျွန်တော်တို့ဒါယုံကြည်ဖို့လိုပါတယ်ဆိုတော့ဒီ webinar လေးကိုနားထောင်နေတဲ့သူတွေထဲမှာဒါเนาะအသက်เนาะ20ဝန်းကျင်တွေလည်းဖြစ်နိုင်တယ်เนาะ20အောက်တွေလည်းဖြစ်နေနိုင်တယ်ဒါမှမဟုတ်30ဝန်းကျင်တွေလည်းကျွန်တော်ဖြစ်နိုင်တယ် maybe เนาะအသက်အရွယ်ကြီးတဲ့သူတွေလည်းပါနိုင်တယ်ဆိုတော့ကိုယ်အနေနဲ့ဒါပြောဆိုရှင်เนาะကျွန်တော်တို့အသက်ငယ်တဲ့သူတွေပေါ့လေเนาะအထူးသဖြင့်ဒါ20ဝန်းကျင်30မပြည့်သေးဘူးเนาะကိုယ်အနေနဲ့30မပြည့်သေးဘူးဆိုလို့ရှင်ဒါလုံးဝ that's okay okay ပြောမှဆိုရင်ကျွန်တော် you have the time to mess up ပေါ့လေနော်ဆိုတော့ခုအနေနဲ့ဒါအစင်ကုန်မတည့်တဲ့ကျွန်တော်တို့ဒါလောကကြီးကျွန်တော်ဖြတ်တန်းနေရတာမျိုးဖြစ်နေနိုင်တယ်နော်အာကျွန်တော်တို့မိမိတချို့သောသူတွေအနေနဲ့လုံးဝ step by step နော်တည်တည်ချာစနစ်ကျလေးတွားနေနိုင်တာမျိုးဖြစ်နေတယ်ဒါကတော့သူတို့ရဲ့ဘဝဖြစ်နေတယ်ကိုယ့်အတွက်ကြတော့ maybe ကျွန်တော်တို့နော်ဟို ABCD အစင်လိုက်တွားနေမှာမဟုတ် A ကနေ maybe D ကိုကျော်သွားတာမျိုးနော် maybe F ကိုရောက်သွားတာမျိုး maybe T ကိုရောက်သွားတာမျိုးနော် back and forth ဖြစ်နိုင်တယ် that's okay okay ဆိုတော့စင်လုံးချောဖို့မလိုဘူး okay ကျွန်တော်တို့ဒါလစ်လာလိုက်စာနေတဲ့ဒါ exploration နော်ကျွန်တော်တို့ဒါစူးစမ်းလစ်လာခြင်းရှာဖွေခြင်းလုပ်နေတဲ့ဒါအသက်အရွယ်အပိုင်းခြားတာဖြစ်တယ်ကြာရှုံးတာတွေနဲ့ကျွန်တော်တို့ကြော်အောင်လိမ့်မယ်နော်
အောင်မြင်တာနဲ့လည်းပဲကျွန်တော်တို့ကြုံနေရလိမ့်မယ်ဝမ်းနေခြင်းဝမ်းသာခြင်းပူဆွေးခြင်းစိတ်ညစ်ခြင်းစိတ်အလိုမကျခြင်း you name it okay အဲ့တော့အများကြီးရှိတယ်ဗျာကျွန်တော်တို့ okay အဲ့တော့ကိုယ်အနေနဲ့အသက်ကဘယ်လောက်ရောက်ပြီလို့မို့လို့เนาะအသက်အစိတ်ရောက်သွားပြီမို့လို့အသက်26ရောက်သွားပြီမို့လို့23ရောက်သွားပြီမို့လို့19ရောက်သွားပြီမို့လို့စိတ်မပူပါနဲ့ okay ကျွန်တော်တို့3နှစ်မတိုင်ခင်အထိကျွန်တော်တို့နော်ဘဝဆိုတာအတွေ့အကြုံယူနေဖို့ပဲနော်ဟို maybe ကိုယ့်အနေနဲ့လည်းဒါငယ်ငယ်ရွယ်နဲ့အများကြီးကျွန်တော်တို့ဒါနော်လုံးဝမြင့်မားတဲ့နေရာတွေစီကျွန်တော်တို့နော်ရေမှန်းထားတဲ့သူတွေရှိနိုင်တယ်ဆိုတော့နော်အဲ့လိုဆိုရလို့မလို့ကိုယ့်ရဲ့နော် plan ကို change ကြမလို့ okay ကိုယ့်ကို step by step သွားချင်လည်းရတယ်ဒါမှမဟုတ်ကိုယ့်ကိုလုံးဝ okay ကိုယ်စိတ်ကြိုက်နော်တွေးကြုံခံစားလို့ရပါတယ် okay နံပါတ်3เนาะကျွန်တော်တို့ဒါ recommendation ဆိုရင်เนาะ suggestion တွေပြောမှဆိုရင်ကျွန်တော်တို့သိသင့်တာလေးပေါ့လေเนาะဆိုတော့ skills matter more than certificates okay ကျွန်တော်တို့ဆိုပါစို့ certificates ကင်ထားပြီးတော့ကျွန်တော်လုံးဝ practical skills တွေလုံးဝလက်တွေ့အတွေ့အကြုံတွေမရှိဘူးတစ်ဖက်က certificates เนาะမရှိဘူးတို့ပေမဲ့စွမ်းရည်ပြည့်နေတယ်ဖြည့်တင်ထားတဲ့လူနဲ့ဘယ်သူ့ကိုကျွန်တော်ရွေးမလဲချက်ချင်း okay တေးကြတဲ့ skills သမားကနေရာပိုရလိမ့်မယ်เนาะဆိုတော့တို့ပေမဲ့လည်းကျွန်တော်တို့ဒါ balance ယူဖို့လိုအပ်တယ်လीเนาะ skill လည်းရှိမယ် certificate တွေလည်းဖြစ်ထားမယ်ဆိုရင်တော့ that's perfect okay ဆိုတော့မည်သို့ပင်ဖြစ်စေကျွန်တော်တို့ဒါ skills ကဒါပြောမှဆိုရင်လုံးဝဘယ်သူမှကြော်သွားလို့မရတဲ့เนาะအရာဖြစ်တဲ့စွမ်းရည်တွေကကျွန်တော်တို့ဒါလုပ်ငန်းခွင်မှာရောကိုယ့်ရဲ့ဘဝမှာရောအရေးကြီးတဲ့အရာတွေဖြစ်ပါတယ် okay comparison will destroy your confidence okay ဆိုတော့ okay ဒီနေ့မှရောက်နေရเนาะဒီ webinar လေးကိုနားထောင်နေတဲ့သူတွေထဲမှာကျွန်တော်တို့ဒါเนาะကိုယ့်ရဲ့တငယ်ချင်းကတော့ဘယ်နေရာဘယ်ရာတွေရောက်သွားပြီကိုယ့်ပတ်ဝန်းကျင်မှာတော့ဘယ်သူတွေကเนาะဘယ်နေရာကိုရောက်သွားပြီဘာတွေလုပ်နေဘာကားစီးနေဘယ်လိုအိမ်ဆောက်နေပြီเนาะအိမ်အောင်ကျသွားပြီစသဖြင့်เนาะအဲ့လိုအခြေအနေနဲ့ကိုယ့်ဘဝเนาะလက်ရှိ practical ဖြစ်နေတဲ့ကိုယ့်ရဲ့ဒီเนาะပြစ္ဆုတ်ပံအခြေအနေကျွန်တော်သွားတိုင်းလိုက်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဘာဖြစ်လာနိုင်လဲဆိုရင်ကျွန်တော်ရဲ့ယုံကြည်မှုเนาะ confidence okay မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးသွားတတ်တယ် okay ပညာကငါမတော်ဘူးเนาะငါမကောင်းငါညံ့တယ်ပဲပြောနေပြီးတော့တစ်ဖက်သူတို့ကျွန်တော်တို့တွေကအားကျနေတယ်เนาะငါမဖြစ်နိုင်တော့ဘူးဖြစ်လာမှလည်းမဟုတ်ဘူးကျွန်တော်တို့ဒါเนาะ negative self taught เนาะကျွန်တော်တို့လုံးဝမိကိုเนาะအဆိုးကြီးပဲပြန်ပြောနေကျွန်တော်ကြာလိုက်အဲ့အရာတွေပေါ့ကျွန်တော်ကယုံမိသွားတတ်တယ်ပေါ့เนาะဆိုတော့ဒီတော့လုံးဝဒါเนาะနိုင်မရှင်ပါနဲ့မနိုင်ရှင်ပါနဲ့ okay နံပါတ်5ကတော့ကျွန်တော်ဒါလုံးဝเนาะပြောမှဆိုလို့ရှိရင်အားလုံးလည်းပဲဒါเนาะတွေးကြတဲ့အတိုင်းပဲ key points လေးကျွန်တော်စုထားပြီးဆိုတော့နော်နံပါတ်1လေးက build micro experience okay ပြောချင်တာကကျွန်တော်မြန်မာလိုနားလေအောင်နော်ပြောမှဆိုရင်ကျွန်တော်တွေကကောက်တင်လေးကောက်တယ်ပေါ့နော်ကျွန်တော်တွေနော်လေထဲမှာကျွန်တော်တွေစပါးရိတ်ပြီးသွားတယ်ဆိုပါစို့နော်အဲ့ဒီမှာကျွန်တော်နော်စပယ်ပြောမှဆိုဟာပေါ့စပါးစစ်လေးကျွန်တော်ကြံနေတာမျိုးနော်ဖြစ်နေနိုင်တယ်နော်ဖြည်းနဲ့ကျွန်တော်တို့တရက်မှာဗျာကျွန်တော်အဲ့လေးတစ်လုံးနဲ့ယူသွားပြီးတော့နော်စပယ်နော်စပားလေးတွေကြာနေတယ်နော်စပားလေးတွေကျွန်တော်လိုက်ကောက်ပြီးတော့ထည့်လိုက်တဲ့အခါမှာနော်ပြည့်သွားတယ်လို့ပဲနော်ကောက်တယ်လို့ပဲကျွန်တော်တို့အတွေ့အကြုံတွေကလည်းထုနေလေကောင်းပဲနော်ကိုယ့်အနေနဲ့ဒါနော်ဟိုပေါ့ချက်ချင်းပြကျွန်တော်လုံးဝ perfect လုံးဝအားလုံးသိအားလုံးတက်သွားတဲ့သူဆိုတာမရှိပါဘူးเนาะကျွန်တော်တေးလေးနဲ့ကျွန်တော်လိုက်ပြီးတော့စုသွားမယ်ကောက်သွားမယ်เนาะစုဆောင်သွားမယ်ဆိုတော့เนาะဒီပြောမယ်အဆင့်လေးကိုကျွန်တော်တို့เนาะအားလုံးကကြော်ဖြတ်ပါတယ် okay နံပါတ်2ကကျွန်တော်တို့ဒါ be patient okay be patient ကျွန်တော်တို့ဒါလုံးဝเนาะစိတ်ရှည်တီးခံပါ
စိတ်ရှည်သီးခံရတာလေကျွန်တော်တို့ဒါလူငယ်တော်များများမှာเนาะတွေ့ရလိမ့်ရှိရတာလုံးဝဟောတိုင်းဆန်ကြတယ်เนาะဟောတိုင်းနဲ့လုံမဲ့ချမဲ့เนาะမစောက်ဆိုင်နိုင်ဘူးเนาะဆိုတော့တကယ်ကျွန်တော်ဘဝမှာနေထိုင်ရတော့မယ်ဆိုလို့ရှိရင်เนาะဘဝအတွေ့အကြုံကလုံးဝဒါတချို့သောအရာတွေကစိတ်ရှည်သီးခံပြီးတော့မှဖြစ်လာတဲ့အရာတွေเนาะစောက်ဆိုင်ရတဲ့အရာတွေဆိုတာရှိတယ်เนาะလုံးဝဒါမြန်ဆန်နဲ့ကျွန်တော်အောင်မြင်သွားမှာလည်းမဟုတ် okay အဲ့တော့နောက်တစ်ချက်ကကျွန်တော်တို့ discover yourself okay ကျွန်တော်လမ်းပြောက်တယ်เนาะလမ်းပြောက်တယ်ဆိုတဲ့အခါမှာကိုကเนาะမိမိကိုပြန်လည်ပြီးတော့ရှာဖွေဖို့เนาะမိနေတာမျိုးကြောင့်လည်းပဲအများကြီးပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ personality တွေဘယ်လိုမျိုးရှိလဲကိုယ့်ရဲ့စိတ်နေသဘောထားတွေကျွန်တော်ဘယ်လိုမျိုးရှိလဲเนาะကိုကလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာဘယ်လိုမျိုးပြုမှုပြောဆိုလဲနေထိုင်လဲเนาะကိုယ့်ရဲ့တနေ့တာကိုဘယ်လိုဖြတ်သန်းနေလဲ okay အဲ့တော့အဲ့ဒါလေးကိုပြန်ပြီးတော့မေးကြည့်ပါနောက်တစ်ချက်ကကျွန်တော်တို့ build real world skills okay ဒီနေရာမှာ real world skills ဆိုရင်အခုဆိုရင်ကျွန်တော်တို့ဒါ AI တွေထုံးကားလာပြီဗျလုံးဝဒါ AI တွေလုံးဝတက်ကိုတက်တော့မယ်နော် critical thinking skill เนาะဝေဖန်ပိုင်းခြားနိုင်စွမ်းပညာတွေကျွန်တော်သင်ဖို့လိုတယ်ဒီခေတ်မှာဆိုရင်ကျွန်တော်တို့ဒါ public speaking ပေါ့လေเนาะကျွန်တော်လူရှိထွက်ပြီးတော့ပြောတဲ့အခါမှာလုံးဝเนาะအတန်ထားလုံးဝเนาะစမတ်ကြနဲ့လုံးဝเนาะယုံကြည်မှုအပြည့်နဲ့ပြောနိုင်ဖို့ဆိုရင်ဒါเนาะဒီအရေးချင်းတွေလိုအပ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါဒီ conflict resolution เนาะကျွန်တော်တို့ဒါပြဿနာဖြေရှင်းနည်းတွေလုံးဝเนาะထိတ်တန့်ရင်ဆိုင်ရမယ့်အရာတွေကျွန်တော်တို့ဒါသင်ယူလေ့ကျင့်ပြိုးထောင်သွားဖို့လိုအပ်တယ်เนาะလိုအပ်ပါကလည်းကျွန်တော်တို့ဒါသင်တန်းတွေတက်တာမျိုးလုံးဝ hands on project တွေလုပ်ဆောင်တာမျိုးเนาะအဲ့လေးကိုကျွန်တော်တို့လုပ်ဆောင်သွားဖို့လိုပါတယ် real world skill ကကျွန်တော်တို့เนาะစာရွက်ကြီးမှာရေးရကျွန်တော်တို့เนาะသင်လို့မရပါဘူးเนาะအပြင်မှာလက်တွေ့လှုပ်ဆောင်ခြင်းမှကျွန်တော်တို့ဒါရလာမှာဖြစ်တယ်ပေါ့လေเนาะကိုယ့်ရဲ့ဒါပြောမှဆိုရင် start up လေးကိုလှုပ်ဆန်းကြည့်ရမျိုးเนาะလှုပ်လို့ရပါတယ် okay နောက်တစ်ချက်ကကျွန်တော်တို့ဒါ um build your portfolio okay portfolio เนาะ portfolio ကြားဘူးကြမလို့ကျွန်တော်ထင်ပါတယ် okay ကိုက okay ကိုယ့်ရဲ့နာမည်ကိုတွေးလိုက်တယ်ဆိုတော့ okay um ကိုယ့်ရဲ့နာမည်ရဲ့အနောက်မှာကိုဘာ project တွေလုပ်ထားလဲနော်ဘာကျွန်တော်တို့ဒီအတွေ့အကြုံတွေယူထားလဲနော် CV ပေါ့လေနော်ကျွန်တော်ကိုယ့်ရဲ့ CV ထဲမှာနော်ကျွန်တော်ချရလိုက်မယ်ဆိုဘာတွေရှိလဲ okay လုံးဝ wow ဖြစ်တဲ့အရာတွေရှိနိုင်သေးလားနော်ဟိုပြောချင်တာကလုံးဝ perfect ဖြစ်ခိုင်းတာမဟုတ်ပါဘူးတကယ်နဖူးတွေဒူတွေလှုပ်ထားတဲ့နော် skills တွေဘယ်လောက်ရှိလဲအတွေ့အကြုံတွေဘယ်လောက်ရှိလဲဘယ် company မှာကျွန်တော်တို့ဘယ်နှစ်နှစ်လုပ်ခဲ့ဘူးလဲနော်ဒါမှမဟုတ်ဘယ်အဖွဲ့အစည်းမှာဘယ်နှစ်လလုံးဝဒါ internship သွားဆင်းဘူးထားလဲနော်ကိုယ့်ရဲ့ဒီ social media profile နော်ကိုယ့်ရဲ့ဒီ Facebook စာမျက်နှာတွေတိဆောက်ထားတာလား YouTube တွေရှိတာလားနော် digital နော်ပြောမှဆိုရင်ကိုယ့်ရဲ့ digital wall လေးပေါ့နော်အဲ့မှာရောကိုယ့်ရဲ့ audience ဘယ်လောက်ရှိလဲနော်စသဖြင့်ပြန်ပြီးတော့ကျွန်တော်တို့မေးမြန်းဖို့တိဆောက်ထားဖို့လိုအပ်တယ် okay နောက်ဆုံးတစ်ချက်လေးက connect with နော် like minded okay people okay ကိုကပြောမှဆိုရှင်ကိုကဒီလမ်းကြောင်းကိုသွားခြင်းနဲ့ဒါပေမဲ့ဒီလမ်းကြောင်းမှာလုံနေတဲ့သူတွေနဲ့ကျွန်တော်တို့သွားပြီးတော့မချိတ်ဆက်နေတဲ့၍ဒီလမ်းကြောင်းကိုကျွန်တော်နော်သွားနိုင်မှာမဟုတ်ဥပမာပေါ့လေနော်ဆိုတော့ကိုကဆိုပါစို့နိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ်ဘယ်နေရာလဲနော်ဘယ်ဌာနလဲဘယ်လုပ်ငန်းခွင်မှာလဲနော်အဲ့လုပ်ငန်းခွင်မှာဘယ်သူတွေလုပ်နေလဲကိုကချိတ်ဆက်ရမှာမျိုးနော်ပြောနေခြင်းဖြစ်ပါတယ်โอเคဆိုတော့ကိုအနေနဲ့ဒါနော်ဟိုကိုယ့်ရဲ့အချိန်တွေဘယ်လိုမျိုးသုံးစွဲနေလဲโอเคပြန်ပြီးမြည်ကြည့်ပါဆိုတော့ပြန်ချော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလူတွေကပြောကြလိမ့်မယ်မင်းစင်းလင်းချက်နော်ရှင်းလင်းချက်တွေရှိမှလောက်ကွာဆိုပြီးတော့ပြောကြလိမ့်မယ်တို့ပေမဲ့ပြောင်းပြန်နော်ပြောင်းပြန်ဖြစ်ပါတယ်လုံးဝဒါအရင်ဆုံးစလုပ်ရမှာနော် action ထည့်ရမယ်ပြီးတော့မှကျွန်တော်ရှင်းလင်းချက်က
ပေါ်လာမှာဖြစ်တယ်နော်ပြီးတော့မှကျွန်တော်ရှင်းလင်းချက်ရလာပြီလုံးဝလက်တွေ့လှုပ်ဆောင်ရကနေကျွန်တော်တို့ဒါဘာလေးဖြစ်လာလဲဆိုရင် skills ပေါ်လာတယ်နော်စွမ်းရည်လေးကျွန်တော်တို့တက်လာတာကိုတွေ့ရလိမ့်မယ် okay အော်ဒါလေးကဒီလိုမျိုးလုပ်ရပါလားအော်ငါသိသွားပြီဒီလိုမျိုးလေးလုပ်လိုက်မှဒီလိုမျိုးဖြစ်လာမယ်စသဖြင့်အဲ့လိုမျိုး skills တွေရှိလာမယ်ဆိုရင်ကိုကအခြားသူတွေလည်းပဲတော့ရပူးပေါင်းဖို့ကလွယ်ကူသွားပြီเนาะအခွင့်အလမ်းပေါ်လာတယ်ဆိုရင်လည်းကိုယ့်အနေနဲ့ဒါဖန်ဆုပ်လို့ရသွားပြီเนาะ like ကျွန်တော်တို့ရှောင်ပြေးဖို့မလိုတော့ဘူးဘာကြောင့်လဲဆိုရင်ကိုက skill ရှိသွားပြီเนาะကိုကဒါအလုံးဝရှင်းလင်းချက်လည်းရှိသွားပြီကိုကနဖူးတွေဒူတွေလုပ်ပြီးသွားပြီเนาะ ဘာကြောင့်မလို့လူတချို့ကကျွန်တော်တို့ဒါစင်မြင့်ပေါ်မှာလုံးဝရောက်သွားတယ်ထိတ်ဆုံးမှာရောက်သွားတယ်ဆိုရင်သူတို့လည်းပဲဒါလုံးဝနဖူးတွေဒူတွေစခဲ့တဲ့သူတွေပဲနော်ဘယ်သူမှကျွန်တော်တို့နော်တာနေတာမဟုတ်တကယ်လက်တွေ့လုပ်တဲ့နော်သူတွေကြီးပဲနော်ဆိုတော့ဘယ်သူမှကျွန်တော်တို့ဒါနော်ဟိုဖြတ်လိုင်းကနေတွားပြီးတော့အောင်မြင်နေကြတာမဟုတ်တကယ်ဖြတ်လိုင်းကနေနော်လုပ်ပြီးတော့အောင်မြင်နေတာလည်းပဲဒါစစ်မှန်တဲ့အောင်မြင်မှုမဟုတ်ပါဘူးเนาะတစ်ချိန်ချိန်မှာကျွန်တော်တို့ဒါပြန်ပြီးတော့ပြုတ်ကျလာနိုင်တယ်ဆိုတော့ကိုယ့်အနေနဲ့เนาะလမ်းကြောင်းမမှန်လေးကိုတွားနေဖို့လိုရတယ်ဆိုတော့မိကုံးလေးတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒါ comment လေးတွေပြီးပြီးတော့မေးထားလို့ရပါတယ်ဒီဗီဒီယိုအောက်မှာ um ဆိုတော့ကျွန်တော်အနေနဲ့မိကုံးလေးတွေနဲ့မိပြီးတော့ပိတ်သွားခြင်းပေါ့နော်ဒီ session လေးကလည်းအရင်မရှည်ပါဘူးဆိုတော့ကိုယ့်အနေနဲ့လက်ရှိမှာเนาะ Does your current use of time advance your future goals? Okay ဆိုတော့ကိုကအနာဂတ်မှာဖြစ်လာမယ့်အရာတွေကပေါ့နော်ကိုကလက်ရှိဒီနေ့မှာတစ်နေ့တာမှာဘယ်လိုဖြတ်တန်းနေလဲဗျာနော်တစ်နေ့တာမှာဖြတ်တန်းနေတဲ့အလဲအောင်နော်ကိုရဲ့ပြောမယ်အနာဂတ်ကြီးอ่ะနော်ဖြစ်လာမှာပဲအနာဂတ်ကြီးကိုကျွန်တော်တို့တွားရောသွားတိဆောက်လို့မရအောင်အနာဂတ်ကလက်ရှိပြည့်စုံမှာကျွန်တော်တို့လုပ်နေတဲ့အရာတွေဖြစ်ပါတယ်နော်ဒါတော့ the future is now ဆိုရယ်နော်ဒီကြွေးကြော်တန်လေးကလည်းအရင်ကမှဒါနော်နာမည်ကြီးရဲ့အနာဂတ်ဆိုတာအခုပါပဲတဲ့ okay ဆိုတော့ကိုယ့်ရဲ့အခြေအနေကိုဘယ်နေရာမှာတုံးနေလဲပြန်ပြီးမေးကြည့်ပါအဲ့တုံးလိုက်တဲ့နော်အရာကရောတကယ်ကိုသွားခြင်းတဲ့နေရာကိုနော်ထောက်ခွင့်ပေးလာပေါ့ okay နောက်တစ်ချက်ကကို့မှာအာသာချက်ဗျာလုံးဝဒါမွေးရပါနော်ပါရမီလို့ပဲပြောပြောနော်ကျွန်တော်တို့ဒါတန်ရာပေါ့နော်ကိုတန်ရာလို့ပဲပြောပြောအဲ့ဒီအရာလေးတွေကတဲ့ပြောစရင်ကျွန်တော်တို့တန်ဖိုးတက်လာအောင်ဘလို့နော်အာလုံနိုင်လဲပေါ့ဆိုပါတော့ဗျာကိုကငယ်ရွယ်နဲ့တော့အားကစားနော်ဟောပေါ့ဝါနာပါတယ်ဘောလုံးကန်ဒါနော်ဝါနာပါတယ်ဆိုရင် maybe professional ကြကြကျွန်တော်ဘောလုံး academy တက်ပြီးတော့လုံးဝတာเนาะဟိုနိုင်ငံအသင်းမှာเนาะကျွန်တော်တို့ဝင်ပြီးတော့เนาะဝင်ကံလာပေါ့အစဖြစ်เนาะကိုကကျွန်တော်တို့စာရေးတာအားတန်တယ်ဆိုရင် okay ကြပြလေးစက်မယ် um เนาะစာရေးစာကုန်းလေးရေးမယ်ပြီးလို့ရှိရင် content เนาะလေးရေးမယ် content သင်တန်းလေးတက်ပြီးတော့ကျွန်တော်တို့ page လေးထောင်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့เนาะဝေမျှပြီးတော့မှကိုယ်နဲ့ potential client တွေကိုဘယ်လိုရှာမလဲเนาะစသဖြင့်ပေါ့เนาะ okay ဆိုတော့ကိုယ့်ရဲ့အားတန်ရာတွေเนาะအားသာချက်တွေပါရမီတွေကိုဘယ်လိုမျိုးကျွန်တော်တန်ဖိုးတက်လာအောင်ပတ်စံပေးလို့ရအောင်ပေါ့လေเนาะပတ်စံရှာလို့ရအောင်ကျွန်တော်တို့ဘယ်လိုပြန်ပြောင်းမလဲเนาะအားလေးကိုပြန်မြည်ကြည့်ပါ okay နောက်တစ်ချက်က what obstacles or fears prevent you from taking meaningful action today okay ဆိုတော့ဘယ်အခက်အခဲတွေလဲနော်ဘယ်လိုကျွန်တော်တို့ဒါအကြောက်တရားတွေကတဲ့ကိုပြောမဆိုလို့ရှိရင်အမှန်တကယ်အလုပ်လုပ်ဖို့နော်ကာစီးထားတာလဲတားဆီးထားတာလဲနော်ပြန်မြည်ကြည့်ပါဆိုပါတော့ကျွန်တော်တို့လူရှိနော်မထွက်ပြောရဲဘူးမိတ်ခုံမပြောရဲဘူးဘာကြောင့်ကျွန်တော်တို့ကြောက်နေရလဲအဲ့ကြောက်စီတဲ့အရာကြီးကဘာလဲပေါ့နော်အဲ့ကြောက်စီတဲ့အရာကိုကျွန်တော်တို့သိသွားပြီဆိုလို့ရှိရင် okay ဘယ်လိုမျိုးကျွန်တော်လေ့ကျင့်မလဲပေါ့နော်ဘယ်လိုမျိုးပြိုးထောင်မလဲပေါ့ okay အဲ့ဒီကိုကျွန်တော်ပြန်ပြီးတော့မြည်ကြည့်ပါအကယ်၍သာတဲ့ if failure were not a concern what initiative would you pursue first okay
အကယ်၍သာတဲ့ကျွန်တော်တို့ကြရှုံခြင်းကတဲ့ဟောပေါ့ဘာမှမဟုတ်တော့ဘူးဆိုရင်နော်တက်တာမဟုတ်တော့ဘူးဆိုရင်တဲ့ခုနေရဲ့ဘာကိုစလုပ်ပြီးတော့ဘယ်လိုလုပ်သွားမလဲနော်ဘယ်လမ်းကြောင်းကိုကျွန်တော်ဆက်ပြီးတော့သွားကြမလဲ okay များသောအားဖြင့်ကျွန်တော်တို့တွေကကြာရှုံးမှုကိုကြောက်ကြတယ်လုံးဝမသိခြင်းနော်လေဟာနေရွကျွန်တော်တို့ကြောက်ကြတယ် okay โอเคငါဒါလုပ်လိုက်မယ်ဆိုရင်နော်ဒီလိုမျိုးဖြစ်လာပါမလားဟိုလိုမျိုးဖြစ်သွားရင်ဘယ်လိုလုပ်မလဲလူတွေငါ့ကိုဘယ်လိုပြောကြလိမ့်မယ်လူတွေကဲ့နော်ကြမှာလားငါကြောက်ဆုံးသွားရင်ရောရှက်စရာကြီးလားစသဖြင့်ကျွန်တော်တို့ခေါင်းထဲမှာပုံမြင်နေပြောပြီးတော့ဘာမှမလုပ်ဖြစ်တော့တာမျိုးအများကြီးကျွန်တော်ဖြတ်တန်းခဲ့ဘူးလိမ့်မယ် okay ဆိုတော့ပြန်ပြောမိပါအကေတာကိုရဲ့နော်ဘဝမှာကြာရှုံးမှုက okay နေပါကွာကြာရှုံးဤအောင်နိုင်ဤငါဂီးမဆိုင်တော့ငါလုံးဝလောက်ကူလုံးမယ်ဆိုတဲ့အချိန်ရောက်မယ်ဆိုလို့ရှိရင်ねလုံးဝကိုဖြစ်ချင်တဲ့အရာကိုလုပ်ချင်တဲ့အရာကဘာကြီးဖြစ်မလဲ okay ဆိုတော့မိကုံများရှိခဲ့မယ်ဆိုရင်လည်းဒီဗီဒီယိုအောက်လေးမှာ comment လေးရေးသွားခဲ့ပြီပါကျွန်တော်တို့အချိန်ရတဲ့အခါမှာပြန်ပြီးတော့ပြန်လဲဖြေကြားပြီးတော့မှဖြစ်ပါတယ် okay ဒီ webinar လေးကိုเนาะဒီ talk လေးကိုလာရောက်ပြီးတော့နားထောင်ပေးခဲ့ကြတဲ့เนาะအရာဟုတ်ရှင်တိုင်းကိုကျွန်တော်နေနဲ့ကျေးဇူးအများကြီးတင်ပါကြောင်းပြောကြရင်လည်းကျွန်တော်တို့ဒါအားလုံးနောက်ထပ်ပြန်လည်ပြီးတော့ကျွန်တော်တို့ဒါပြန်လည်ဆုံကြပါမယ်အားလုံး thank you very much bye bye